ခမရတို့သာတိုင်းပြည်တစ်ပြည်ရဲ့အာဏာအရှိဆုံးဝင်ကြီးချုပ်ဖြစ်သွားခဲ့ရင်ပထမဆုံးဘာလို့မလဲတော့ဘွဲတွေအများကြီးယူထားတဲ့လူငယ်လေးတစ်ယောက်အကြောင်းပါဇလန်အစမှာဘာရက်ဆိုတဲ့လူငယ်လေးကိုလန်ဒန်မှာနေပြီးပညာတတ်ဉာဏ်ကောင်းပြီးအရန်လွတ်လပ်တဲ့သူပေါ့ဒါပေမဲ့တနေ့မှာတော့သူ့အဖေဖြစ်သူပြည်내ဝင်ကြီးချုပ်ရုတ်တရက်ကွယ်လွန်သွားတယ်ဆိုတဲ့သတင်းကြောင့်အိန္ဒိယကိုပြန်လာခဲ့ပါတယ်သူ့အဖေဇာပနမှာတောသူဟာစိတ်ဆင်းနေခဲ့ပါတယ်မြို့ထဲထွက်တဲ့အချိန်မှာလည်းစီးမဲ့ကမ်းမဲ့ဖြစ်နေတဲ့လမ်းသွားလမ်းလာတွေကိုတွေလိုက်ရပါတယ်အိန္ဒိယကိုပြန်ရောက်တဲ့အချိန်မှာနိုင်ငံရေးသမားတွေရဲ့အကွက်ချမှုတွေပါတီတွင်းအာဏာလုမှုတွေကိုသူမြင်လိုက်ရတယ်။အဲ့ဒီအချိန်မှာသူ့အဖေရဲ့အရင်းနှီးဆုံးတငယ်ချင်းဘာရတာကဘာရက်ကိုဝင်ကြီးချုပ်ရာထူးဆက်ခံမှုတိုက်တွန်းပါတော့တယ်။ဘာရက်ကနိုင်ငံရေးအတွေ့အကြုံမရှိပေမဲ့သူ့ရဲ့အမှန်တရားကိုမျက်နှိုးတဲ့စိတ်နဲ့ကြမ်းသစ္စာကျိန်ဆိုလိုက်ပါတယ်။ဝင်ကြီးချုပ်ဖြစ်ပြီးပထမရက်မှာပဲဌာနဆိုင်ရာတွေကိုအစည်းအဝေးခေါ်ပြီးသူဟာနိုင်ငံရေးအတွေ့အကြုံမရှိပေမဲ့တည်ယူလွယ်သူဖြစ်ကြောင်းနဲ့စိတ်ဝင်စားလုပ်ကိုင်မှာဖြစ်ကြောင်းပြောလိုက်ပါတယ်။ဘာရက်ကတခြားသူတွေလိုရုံးခန်းထဲမှာပဲထိုင်နေတာမဟုတ်ဘူးပြသူက common sense ကိုအသုံးချပြီးပြည်သူတွေတကယ်ခံစားနေရတဲ့ပြဿနာတွေကိုစဖြေရှင်းတဲ့လမ်းစည်းကမ်းဖောက်ဖျက်ရင်ဒဏ်ငွေကိုအစမတန်တိုးမြင့်လိုက်တာမျိုးတွေလှုပ်ဆောင်ပါတယ်ပတ်စံတက်နိုင်ရင်စည်းကမ်းဖောက်မတက်နိုင်ရင်စည်းကမ်းလိုက်နာဆိုတဲ့စနစ်ကိုသူကအကုန်လုံးတန်းတူဖြစ်အောင်လုတ်ပစ်လိုက်တာဒီကိစ္စကိုမီဒီတွေကဝေဝေးစားစားဖော်ပြကြပါတယ်သူ့ရဲ့ဦးလေးဖြစ်သူကလည်းစီကံတစ်ခုထုတ်ရင်ပါတီကိုအရင်ကြိုပြောဖို့ပြောပါတယ်တနေ့ရုံသွားတဲ့လမ်းမှာကောင်းမလေးတစ်ဖွဲ့ကိုတွေသွားပါတယ်ရုံရောက်တော့လဲမီဒီယာတွေကစောင့်နေပြီးအမိန့်တွေကမတရားကြောင်းပြောကြပါတယ်သူဟာရုံသွားတိုင်းကောင်းမလေးအဖွဲ့ကိုနေတိုင်းကြည့်ပြီးတနေ့မှာတော့ကော်ဖီဆိုင်မှာတွေ့ဖို့ချိန်လိုက်ပါတယ်လမ်းစီကံပတ်သက်ပြီးလဲလွတ်တော်ထီတောင်သွားရောက်ဖြည့်ရှင်းပြီးစီကံတင်းကျပ်ခဲ့တာပါအစိုးရအဖွဲ့ဝင်တွေတော့မရှောင်နိုင်ဘူးဝင်ကြီးတွေကိုအစည်းအဝေးခေါ်ပြီးလုပ်ငန်းတွေကိုစီစစ်ပါတယ်နောက်ပြီးအစိုးရကျောင်းတွေကိုပုဂ္ဂလိကကျောင်းတွေထက်သာအောင်လုပ်ပေးပါတယ်ကြေးရွာတွေကိုကိုပိုင်အုပ်ချုပ်ခွင့်ပေးပြီးရန်ပုံငွေတွေကိုတိုက်ရိုက်ရောက်အောင်လုပ်ပေးလိုက်တယ်ဒီနေရာမှာသူပြောတဲ့စကားဂတိဆိုတာတီးရမယ်ဂတိမတီးတဲ့သူဟာလူလို့ခေါ်ဖို့မထိုက်တန်ဘူးတဲ့သူကတော့တေချာလုံနေပေမဲ့နောက်ွယ်မှာတော့ရန်သူတွေကအကွက်ချနေကြပါတယ်ဘာရက်မှာစာဟာနာဆိုတဲ့ချစ်သူရှိလာတဲ့အခါရန်သူတွေကဒါကိုအခွင့်ကောင်းယူပြီးသူတို့ရဲ့အခြေရေးကိုနိုင်ငံရေးအရာတိတ်ခါချဖို့စူးစမ်းကြတယ်ဒီမှာတကယ်အလှည့်ပြောင်းကဘာလဲဆိုတော့ဘာရက်အယုံကြည်ရဆုံးလို့ထင်ထားတဲ့သူ့ဖေတငယ်ချင်းဖြစ်တဲ့သူဦးလေးဘာရာဒါဟာတကယ်တော့သူ့ဖေတေဆုံးမှုနဲ့ပတ်သက်နေပြီးဘာရက်ကိုအယုတ်တစ်ခုလိုကျိုးဆွဲဖို့စူးစမ်းနေတဲ့လူယုံမာကြီးဖြစ်နေတာပါသူ့ဦးလေးဟာပြိုင်ဖက်ပါတီတွေ့နဲ့တွေ့ဆုံပြီးဘာရက်ကိုခေါ်မိတ်ဆက်ပေးခဲ့ပါတယ်ဒါဟာအကောင်းတော့မဟုတ်ပါဘူးနိုင်ငံရေးသမားတွေရဲ့လှည့်ကွက်တာဖြစ်ပါတယ်သူဟာကြေးရွာတွေထိဆင်းပြီးလယ်သမားတွေရဲ့အခက်အခဲတွေကိုဖြေရှင်းပေးခဲ့ပါတယ်။ပြိုင်ဘက်တွေဟာသူ့ရဲ့ကောင်မလေးနဲ့ပတ်သက်ပြီးမဟုတ်တာတွေကိုဆွဆွဲပြီးယာဒူးကချခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ဘာရက်ဟာဝင်ကြီးချုပ်ယာဒူးကနေနှုတ်ထွက်ပေးလိုက်ရပြီးတာမန်ရက်သားဘဝပြန်ရောက်သွားပါတယ်။ဒါပေမဲ့ဘာရက်ကအရှုံးမပေးပါဘူး။သူကဝင်ကြီးချုပ်မဟုတ်တော့ရင်တောင်ပြည်သူတွေရဲ့ရင်ထဲမှာတော့သူကခေါင်းဆောင်ပဲလေစက်သိန်းပိုင်းမှာဘာရက်ကသူ့အဖေတေဆုံးမှုနောက်ွယ်ကအမှန်တရားတွေကိုဖော်ထုတ်ခဲ့ပါတယ်။သူ့ဦးလေးကလည်းမင်းဖေကိုငါလုပ်ခဲ့တာဖြစ်ကြောင်းနဲ့သူ့စကားနားမထောင်လို့လုပ်ခဲ့ဖြစ်ကြောင်းပြောပါတယ်ရန်သူတွေကိုလက်သီးနဲ့ရောညံနဲ့ရောပညာပေးခဲ့ပါတယ်နောက်ဆုံးမှာတော့လူယုံမာတွေကိုရှင်းလင်းပြီးပြည်သူတွေရဲ့တခဲနက်ထောက်ခံမှုနဲ့အတူအာဏာကိုပြန်ရယူနိုင်ခဲ့ပါတယ်